Hello မျိုးတို့ရေဒီနေ့အနော်ထောက်ထားတဲ့ trust you design ကိုပြပေးချင်ပါတယ်ဒါလေးကတော့ကရင်အလန်တော်မှာပါတယ်ဖြူမိပြကာတာ3ရောင်လေးကိုသုံးထားပေးပါတယ်နော်ဒီကအလန်နဲ့ဒီဖားစီလေးကိုကြတော့ချီထိုးထားပေးပါတယ်နောက်ပြီးတော့ဒီလက်ကတရေချိုးထည့်ထားပေးတယ်လေပင်းရဲ့နောက်ဒီခါးမှာလည်းဖြူမိပြတရေချိုးလေးကိုသုံးထားပေးပါတယ်နော်ကာလာလေးကတော့ဒီလက်မှာလည်းဆက်ထားပေးပါတယ်ကာလာ3ရောင်နောက်ပြီးရင်ဒီခါးမှာလည်းကာလာလေးဆက်ထားပေးပါတယ်ချုပ်ယူချုပ်တာကအရန်ပဲကောင်းပါတယ် size ကတော့ L size နဲ့ XL size ဆိုပြီးတော့2မျိုးရပါမယ်နော်အနော်ဝတ်ထားတာကတော့ L size ကလက်လီလက်ကပေးပါတယ်နော်10ထည်ကနေစပြီးတော့လက်ကားစီနဲ့အားပေးလို့ရပါတယ်အနော်ဆိုင်ကတော့ဖတ်အံမှာဖွင့်လာတာဖြစ်ပါတယ်ကရင်တယ်နဲ့ပတ်သက်ပြီးတော့လက်လီလက်ကပေးပါတယ်နော်မြို့နယ်အစုံကိုလည်းကားတွေ Royal တွေနောက်ပြီးတော့ MGL B တွေနဲ့လည်းအကုန်လုံးဂိတ်ချပေးပါတယ်နော်တပ်ပြီးပါလို့နော်